မိတ်ဆွေအခုချိန်ထိဝိမကြသေးဘူးဆိုရင်ဒီ9ချက်နဲ့ကိုပြန်စစ်လို့ရတယ်မိတ်ဆွေကအခုချိန်ထိဝိမကြသေးဘူးဆိုရင်ပြဿနာကမိတ်ဆွေရဲ့ခန္ဓာကိုယ်မဟုတ်ဘူးမိတ်ဆွေဘလို့လုံနေတယ်လဲဆိုတော့နီလန်းပဲဖြစ်တယ်မိတ်ဆွေမှာဝိချနီရှိပြီလားဝိချနီမရှိသေးဘူးဆိုရင်မိတ်ဆွေရဲ့အစင်းကအစမ်းသက်ခံအစင်းမှာပဲရှိသေးတယ်အဲ့တော့ကိုကစမ်းသက်နေရဆိုရင် result ရလာမှာမဟုတ်ဘူးအဲ့တော့လမ်းပြပေးနိုင်မယ် course တော့မဟုတ် system တစ်ခုတိစောက်ဖို့လိုတယ်နံပါတ်1တစ်ချက်မိတ်ဆွေစင်ကြေတွေအရန်များနေလားဟိုနေ့မှလုံမယ်ဟိုလမှလုံမယ်ဟိုပွဲပြီးမှလုံမယ်ဆိုပြီးတော့မှမိတ်ဆွေဒီလိုမျိုးစင်ကြေတွေပေးနေတယ်ဆိုရင်မိတ်ဆွေရဲ့ progress ကဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးနေတိုင်းမိတ်ဆွေမှာထမင်းစားဖို့အချိန်ရှိတယ်ဆိုရင်နေတိုင်းလေ့ကျင့်ခန်းကို20မိနစ်ကနေ30မိနစ်လောက်ထိလေ့ကျင့်ခန်းလုပ်ဖို့အချိန်ရှိတယ်မိတ်ဆွေမှာသုံးချက်မိတ်ဆွေအစားအသောက်ရောထိန်းရလားလေ့ကျင့်ခန်းလုပ်နေုံနဲ့မလုံလောက်ဘူး diet ကကျွန်တော်တို့ရဲ့ body transformation မှာ80%အကျုံးဝင်တာဖြစ်တဲ့ကြောင့်မလို့စီတွေတကြားတွေ snap တွေဓာတ်တွေကိုတည်တည်ချာချာကျွန်တော် control မလုပ်ဘူးဆိုရင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာရလဒ်တွေမြင်ရမှာမဟုတ်ဘူးကဲပြီးမိတ်ဆွေက workout လုပ်နေတယ်ဆိုရင်လည်း workout လုပ်နေတဲ့ရလဒ်ပဲရှိမယ်မိတ်ဆွေရဲ့ခန္ဓာကိုယ်ကတိတာတဲ့ result တစ်ခုကိုမြင်ရမှာမဟုတ်ဘူးအဲ့ဒီတစ်ချက်ကမိတ်ဆွေဘလောက်ဇက်တိုက်လှုပ်ဆောင်နိုင်တယ်လဲဆိုတာဖြစ်တယ်အဲ့တော့မိတ်ဆွေကတရက်လောက်လုပ်ပြီးသွားရင်ခန္ဓာကိုယ်ကနာတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ကျွန်တော်တို့စိတ်ဓာတ်က motivation ပျောက်နေလို့ပဲဖြစ်ဖြစ်နောက်2ရက်3ရက်မလုပ်ဖြစ်တော့တပတ်မှာ2ရက်လောက်လုပ်ပြီးသွားရင်ကြံတဲ့9ရက်မလုပ်ဖြစ်တော့ပြန်တပတ်မှာ3ရက်လောက်လုပ်ပြီးသွားရင်ကျန်တဲ့4ရက်လောက်ကမိတ်ဆွေအေးစစ်ထိုင်နေတယ်ဆိုရင်တေချာတစ်ခုကမိတ်ဆွေရဲ့ခန္ဓာကိုယ်မှာတိတာတဲ့ရလဒ်တစ်ခုပြောင်းလဲလာမှာမဟုတ်ဘူး body transformation ဆိုတာစိတ်ပိုင်လုပ်မယ်စိတ်မပိုင်မလုပ်ဘူးဒီလိုအခြေအနေမျိုးမှာရလဒ်တွေကိုရရှိလာမှာမဟုတ်ဘူးအဲ့တော့ body transformation ကဘယ်လိုလုပ်ရတာလဲဆိုတော့မိုးရွာရင်လည်းလုပ်ရမယ်နေပူလည်းလုပ်ရမယ်နေမကောင်းရင်လည်းရသလောက်လေးကိုကလုပ်ရမယ်ဒါမှမဟုတ်ဘူးဆိုရင်လည်းအကြောင်းပြချက်တွေအရင်မပေးဘဲနဲ့စိတ်ကြည်တဲ့နေလည်းရှိမယ်မကြည်တဲ့နေလည်းရှိမယ်ဒါပေမဲ့လှုပ်เสียရှိတာကိုတော့ပြီးပြတ်အောင်လုပ်ပေးရမယ်အဲ့ဒါမှသာ body transformation ရဲ့ရလဒ်ကပို့ပြီးတော့ကောင်းလာမှာမှန်လားချက်အဲ့ချိန်နဲ့ recovery အပိုင်းမှာမိတ်ဆွေလစ်လူရှုနေသလားကျွန်တော်တို့ကအေးရမှုအောင်ဆိုရင် fat burning hormone တွေကအလုံးမလုံးဘူးအဲ့တော့မိတ်ဆွေရဲ့ရလဒ်တွေကကောင်းကောင်းမရရှိနိုင်ဘူးအဲ့တော့မိတ်ဆွေကကျွန်တော်တို့ recovery အပိုင်းမှာဆိုရင်တည်တည်ချာ view site ဖို့လိုတယ် recovery ဆိုတာဘာလဲအစားအသောက်ပိုင်းရှိမယ်ကျွန်တော်အာဟာရဖြည့်စွက်မှုပိုင်းရှိမယ်ပြီးရင်အဲ့ချိန်ကျွန်တော်တို့အနားယူမှုဒါတွေအကုန်လုံးဒီ recovery ထဲမှာပါတယ်ဒါတွေကိုတည်တည်ချာမလုပ်နိုင်ဘူးကျွန်တော်တို့က stress တွေကိုတည်တည်ချာမဖြေဖြောင်းနိုင်ဘူးဆိုရင်မိတ်ဆွေရဲ့ခန္ဓာကိုယ်မှာ fat burning process ကနှိကွေးနေမှာဖြစ်တယ်မကြတဲ့သူတွေရဲ့90%ကဒီ9ချက်အထဲမှာပဲပိတ်မိနေကြတာဖြစ်တယ်အဲ့တော့မိတ်ဆွေကဘယ်အချက်အထဲမှာပါနေလဲဒီ comment အောက်မှာမှတ်မိခဲ့လို့ရပါတယ်ကျွန်တော်ကတော့ fitness trainer နန္ဒဖြစ်ပါတယ်ခင်ဗျ